လင်ခေနိုင်ကဆုံလာပြည့်နေအထက်အမှန်မြို့နယ်လုံးကျစွန်းဆက်စိန်လောင်းလူပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းလင်ခေမြို့တွင်ကဆုံလာပြည့်နေအထက်အမှန်68ကျင်းမြောက်မြို့နယ်လုံးကျစုပေါင်းစွန်းဆက်စိန်လောင်းလူပွဲကိုယနေ့နနက်9နာရီကမြို့တွင်နိုင်ကျင်းပခဲ့ကြောင်းသိရပါတယ်။ထို့သို့ကျင်းပရ၌လောင်းလူအပူဇော်ခံဖျားစင်တူတော်တစုအပါအဝင်မြို့နယ်တန်ခါနာယကအဖွဲ့ဥက္ကဋ္ဌကမ္မထန်ကျောင်းတိုက်ပဓာနာနာယကဆရာတော်ဗဒနာဦးဝိစိတ်တသားရနဲ့ဖျားမြတ်စွာဖျားအမှုပြုသောမြို့နယ်အတွင်းရှိဘုံတော်ကြီးကျောင်းများမှာပင်တန်ကားတော်များရှင်သာမဏေများနှင့်သီလရှင်များကလင်ခေမြို့မဟာဝိဟာရပရိယတ္တိစာတင်တိုင်းမုံဦးနေရာမှာစတင်ကစွန်းစံစိန်လောင်းလူခံထွက်ခဲ့ကြပါတယ်အဆိုပါလောင်းလူပွဲသို့တက်နယ်လင်ခေမှာတက်နယ်မူဘူမူကြီးကျော်ထွန်းလက်ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ကိုဦးနဲ့အဖွဲ့ဝင်များမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်နဲ့အဖွဲ့ဝင်များတက်နယ်အတွင်းရှိမိသားစုဝင်များခရိုင်နဲ့မြို့နယ်စင်ဌာနဆိုင်ရာများလူမှုရေးအသင်းဖွဲ့များဒေသခံပြည်သူများနဲ့စေတနာရှင်လူရှင်များစုစုပေါင်းအင်အား4000ကျော်တက်ရောက်ခဲ့ကြပါတယ်။လောင်းလူအပူဇော်ခံရတွင်ဖျားစင်တူတော်တစုတန်ဃာတော်126ပါတာမဏီ938ပါသီလရှင်5ပါစုစုပေါင်း868ပါတို့ကစာတင်တိုက်မှုမှတဆင်မြို့တွင်လမ်းမကြီးအတိုင်းလှည့်လည်အပူဇော်ခံကြပြီးနောက်တောင်ရွာရက်ကွက်ပတ်လမ်းမှာမဟာဝိဟာရကျောင်းကြီးကျောင်းပရဝုံတို့ပြန်လည်ဝင်ရောက်ရန်နာခဲ့ကြပြီးစွန်းစံစိန်လောင်းလူပွဲအားရပ်သိမ်းလိုက်ကြောင်းနဲ့ဤပွဲတော်အားလင်ခေမြို့၌နှစ်စဉ်ကဆုံလပြည့်နေ့ရောက်တိုင်းကျင်းပမြဲဖြစ်ကြောင်းသိရှိရပါတယ်ရှင်။